အောင်စပူထဲဆိုင်ရီမိုးကပို့ပြီးအကြည့်တရှိတဲ့ဆိုတဲ့အကြောင်းဖွင့်ပြောလာခဲ့တဲ့မာကြီးဆန်မိကလောကမှာဆရာတဆူလို့ဖြစ်နေပြီဖြစ်တဲ့မာကြီးဆန်ကတော့သူကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ခန်းစားရှိတွေကိုပုံပွင့်လင်းလင်းပြောလာခဲ့ပြီးဖြစ်ပါတယ်။အားလုံးကြည့်ကြတဲ့အတိုင်းခေပြိုင်သားမင်းသားနှစ်ယောက်ဖြစ်ကြတဲ့အောင်စပူနဲ့ဆိုင်ရီမိုးနှစ်ယောက်လုံးမှာအတိုက်ခိုက်အများဆုံးကအောင်စပူဖြစ်နေခဲ့ပြီးအားပေးမှုအများဆုံးကိုလေအောင်စပူကပဲတခနဲ့ရရှိပိုင်ဆိုင်ထားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းခုချိန်မှာတော့အောင်စပူတယောက်ပဲတတွေစီကပြောဆိုခြင်းကိုခံနေရတဲ့အပြင်အားပေးဖို့မကောင်းတဲ့မင်းသားတက်လဲဆိုပြီးတော့ပါအပြောခံနေရတာမို့ဆိုင်းရီမိုးရဲ့ပိတ်သက်တွေကစီနီယာဖြစ်တဲ့ဆိုင်းရီမိုးကိုအတူယူဖို့ဝိုင်းပြောနေကြတာဖြစ်ပါတယ်။အဲ့ဒါအပြင်မကြီးစန်းကိုယ်တိုင်ကလည်းညနာများတဲ့အောင်စပူကိုအားပေးနေမှာတဲ့ပိတ်သက်တွေကိုလည်းရှစ်ပြီးအကြည့်တာလေးရှိတဲ့ဆိုင်းရီမိုးကိုပဲအားပေးပါလို့ပြောလာခဲ့တဲ့အပြင်မိကလိန်ခဲ့တဲ့တစ်လျှောက်လုံးမှလည်းဆိုင်းရီမိုးကတော်တော်ကိုရှောမောသူဖြစ်ကြောင်းရင်ဖွင့်လာခဲ့တာပါ။ဆိုတော့ပိတ်သက်ကြီးတို့လည်းအချိန်တစ်ခုကြာအောင်အားပေးခဲ့ကြပြီဆိုတော့မင်းသားလေးကပို့ပြီးသဘောကောင်းလဲဆိုတာပြောပြသွားကြပါအောင်နော်ကမလေးကိုပန်းမပေးရလို့ဆရာဖြစ်သူစီပန်းကြီးသွားပုတ်ခဲ့တဲ့တရုတ်ဆောင်ဒေသလင်းအောင်နှကန်းနေမလေးတွေရဲ့အသေးဆွဲမင်းသားလျှော်လေးဒေသလင်းအောင်ကတော့သူရှစ်မြနိုးရတဲ့အမျိုးသမီးလေးစီကတရားဝင်အငင်းခံလိုက်ရတာကြောင့်အသေးကွဲနေခဲ့တာကိုပိတ်သက်တွေအားလုံးသိပြီးကြမယ်ထင်ပါတယ်ဒေသလင်းအောင်အတွက်ကတော့အရှိကိုလွယ်လွယ်ကူကူမတမတ်တတာကြောင့်ဒီသဘောကြားရတဲ့သူကိုလည်းပေါ်တင်လိုက်ခဲ့သလိုအငင်းခံရတဲ့အခါမှာလည်းပေါ်တင်အသေးကွဲနေခဲ့တာမို့ဗိဒ္ဓတွေအားလုံးစီကဝိုင်းဆခြင်းကိုခံနေရတာပါဗိဒ္ဓတွေအနေနဲ့ကတော့သူ့လိုအနေထားကြီးနဲ့အငင်းခံရတာကိုလုံးဝမယုံနိုင်ဖြစ်နေရသလိုတစ်ခါတင်တဲ့အသေးကွဲဖို့တွေကြောင့်ပဲဗိဒ္ဓတွေကြားမှာရဲစရာဖြစ်နေခဲ့တာပါရုပ်ဆောင်ဒေသလင်းအောင်ဟာအမြဲတမ်းလိုနှင်းစီပန်းပွဲစီအရှိကြီးတွေနဲ့ရှီယာသူကိုပို့ပြီးလက်ဆောင်တွေပေးတတ်တာကြောင့်အခုလိုမျိုးအငင်းခံလိုက်ရတဲ့အချိန်မှာနှင်းစီပို့ကြလို့မရှိအောင်ဖြစ်နေခဲ့တာပါဒါကြောင့်ပဲဆရာဖြစ်သူကျွန်းလင်းစီကိုကိုယ်တိုင်ကိုကြနှင်းစီပန်းစီအကြီးကြီးကိုသွားပို့ပေးခဲ့ပြီးဆရာအကြိုက်ပတ်စံကိုလည်းကြောအောင်မဲဆိုပြီးတလေးတစားပန်းစီသွားပြီးခဲ့တာဖြစ်ပါတယ်ဗိဒ္ဓတွေကတော့ဒီလိုမျိုးပွင့်လင်းမှုရှိတဲ့ဒေသလင်းအောင်ရဲ့အကြည့်ကြောင့်ပို့ပြီးသဘောကျလာခဲ့တယ်လို့အသေးကွဲသွားတာကြောင့်ဗိဒ္ဓတွေစီကအားပေးမှုတွေကိုပါတခင်နဲ့ရရှိနေခဲ့တာဖြစ်ပါတယ်ရှင်ဒီစာမထားရှိသူမချပဲမကြခင်သာသနာပေါင်းကိုဝင်မယ်လို့ပြောလာတဲ့စာရင်မို့အောင်စပူကဤစာကိစ္စနဲ့ပြဿနာတင်နေရှင်သာသနာပေါင်းကိုဝင်မယ်ပြောတာကစာရင်မို့ပါအလုံးတိကျတဲ့အတိုင်းစာရင်မို့ကရုပ်ရည်ရှောမောပြီးဗိဒ္ဓတွေကြားမှာအမြဲတမ်းကြည်လင်အေးချမ်းတဲ့မျက်နှာပိုင်ရှင်ဖြစ်တဲ့အတွက်သူ့ပတ်ဝန်းကျင်မှာမိန်းကလေးတွေဝိုင်းဝန်းနေမှာကတော့တေချာပါတယ်ဒါပေမဲ့စာရင်မို့ကတော့အရှိရေးအိမ်တောင်ရေးကိစ္စတွေကိုလုံးဝစိတ်မဝင်စားတဲ့အကြောင်းပြပြတတပြောလာပါတယ်သူရဲ့အရွယ်ရှိကတော့စင်းရဲတဲ့မိသားစုကိုအရင်ချမ်းသာအောင်လုပ်ကျွေးဖို့ဒီပါနဲ့အကိုအမတွေကိုကောင်းမွန်စွာထားရှိဖို့တာဖြစ်ပါတယ်အသက်အရွယ်ရလာရင်လည်းသဒနာပေါင်ထဲဝင်ရောက်ဖို့ရည်မှန်းထားကြောင်းထုတ်ဖော်ပြောဆိုထားပါတယ်သူရဲ့အမဖြစ်သူကတော့မောင်လေးကိုစိတ်ထားကောင်းတဲ့မိန်းကလေးတစ်ယောက်နဲ့အိမ်တောင်ပြုစေချင်နေတာပါအောင်မြင်မှုတွေကြားထဲကနေဒီလိုတန်ဝေကရစရာစိတ်ကိုရှိနေတဲ့ဆိုင်းရင်မိုးရဲ့စိတ်ထားလေးအပေါ်ဗိဒ္ဓကြီးအနေနဲ့ဘယ်လိုမြင်ကြပါသလဲအမဖြစ်သူဆန္ဒအတိုင်းအိမ်တောင်ပြုစေချင်တယ်လားဒါမှမဟုတ်သူရည်မှန်းထားတဲ့သဒနာပေါင်ကိုပဲအားပေးချင်တယ်လားဆိုတာကွန်မန့်မှာပြောသွားကြပါအောင်အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်